မတရားဖမ်းဆီးချုံနှောင်ခံရမှုကနေပြန်လည်လွတ်မြောက်လာတဲ့သမ္မတဦးဝင်းမြင့်ကိုနိုင်ငံတော်သမ္မတအဖြစ်တရားဝင်ဆက်လက်အသိအမှတ်ပြုထားဆဲဖြစ်ပြီးဒါဟာအမျိုးသားညီညွတ်ရေးတိုင်ပင်ခံကောင်စီ NUCC ရဲ့မရင်းရိုင်တဲ့ရည်တည်ချက်ဖြစ်တယ်လို့သိရပါတယ်။2025အတူရောင်ရွေးကောက်ပွဲကတဆင့်ပေါ်ထွက်လာတဲ့အစိုးရရွေးတုအစိုးရရဲ့အမိခံသမ္မတမင်းအောင်လှိုင်ဟာဧပြီ18ရက်မြန်မာနှစ်ဆန်းတရက်နေ့မှာလူငိမ့်ခွင့်နဲ့ပြန်လည်လွှတ်ပေးရမှာသမ္မတဦးဝင်းမြင့်လည်းပါဝင်လာပြီး NUCC ကသဘောထားထုတ်ပြန်ပြောဆိုလာတာဖြစ်ပါတယ်။ NUCC အနေနဲ့စတင်ဖွဲ့စည်းစဉ်ကလေးကရှိထားတဲ့ရည်တည်ချက်အတိုင်းခိုင်ခိုင်မာမာရည်တည်ခြင်းဖြစ်တယ်လို့ကောင်စီဝင်ဒေါ်နှင်းနှင်းမွေက ARD Times ကိုပြောပါတယ်။သမ္မတဦးဝင်းမြင့်ကိုလူထုကရွေးကောက်တင်မြှောက်ထားတာဖြစ်ပါတယ်။လူထုအနေနဲ့လည်းအဲ့ဒီအတိုင်းဆက်လက်ပြီးသဘောထားကြလိမ့်မယ်လို့ယုံကြည်ပါတယ်လို့၎င်းကဆိုပါတယ်။သမ္မတဦးဝင်းမြင့်ဟာနိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်နေစဉ်အတွင်းအကြမ်းဖက်စစ်အုပ်စုက၎င်းတို့စိတ်ကြံရေးဆွဲထားတဲ့2008ဖွဲ့စည်းပုံခြေခံဥပဒေကိုတောင်ချိုးဖောက်ပြီးနိုင်ငံတော်ပုံကန့်မှုကျူးလွန်ကမတရားဖမ်းဆီးချုပ်နှောင်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။သမ္မတကြီးအနေနဲ့ကျမ်းမာစွာနဲ့မိသားစုနဲ့ပြန်လည်ဆုံစည်းရတဲ့အပေါ်ပြည်သူလူထုနဲ့ထပ်တူဝမ်းမြောက်ရကြောင်း NUCC ကဆိုပါတယ်။ဒါ့အပြင် NUCC အနေနဲ့လူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့တကွမတရားဖမ်းဆီးခံထားရဆဲဖြစ်တဲ့နိုင်ငံရေးကျင်းသားအလုံးလွတ်မြောက်ဖို့အတွက်ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်းသိရပါတယ်။ဆီယနာရှင်စနစ်အပါအဝင်အာဏာရှင်စနစ်မှန်သမျှပပျောက်ဖို့နဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက်ပြည်သူတွေတွန်းလှန်အင်အားစုနဲ့အတူလက်တွဲပြီးအောင်ပွဲရတဲ့အထိဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUCC ကထပ်လောင်းအတည်ပြုထားပါတယ်။